ကောင်းဆုံးဆိုတာတခါတလေလောက်တဲ့အပြုတ်မှုကြောင့်မဟုတ်ပါဘူးအလေးချကြောင့်ပဲဖြစ်ပါတယ်ဒါကလွန်ခဲ့တဲ့နှစ်ထောင်ကျော်ကဆိုကရက်တီပြောခဲ့တဲ့စကားလည်းဖြစ်ပါတယ်လူတွေရဲ့တရတာဖြတ်တန်းဖို့ဝေပါဝါကိုအကူလို့မရပါဘူးဝေပါဝါဆိုတာပါဝါဘန်းလိုပဲအသုံးများလာတဲ့အခါညနေရောက်လေအကုံလာလိဖြစ်ပါတယ်အဲ့ဒီစာစရရှာလောက်ထတဲ့တရတာကိုဖြတ်တန်းတာကပိုပြီးအတိုက်ပဲရှိပါတယ်ဒါကိုစနစ်တကျပြုစုပြောထောင်တာကိုဟာဘေလို့ခေါ်ပါတယ်ဒီအလေးချင်းကိုတရားတစ်စင်းလောက်နဲ့ရင်ကိုခန္ဓာကိုယ်နဲ့အတွေ့ခေါ်ပုံစံဘဝရလက်အကြည့်ကျပြောင်းတော့နိုင်တယ်ဒါကြောင့်ကျွန်တော်တို့မှလိုအပ်တာက motivation အတွက်နောက်တင်တဲ့ခုထက်လိုအပ်တာကနေ့စဉ်ဖြတ်သန်းမှုပုံစံပဲဖြစ်ပါတယ်လူတွေထင်တာကအချင်းတက်နေရင်ပိန်ပါတယ်လို့ထင်ကြပါတယ်အမှန်တော့အလေးချင်းမဖြစ်တဲ့နေ့စဉ်ဘဝကိုဖြတ်သန်းတာကပိုပြီးပိန်ပိုင်းစေပါတယ်ဘဝနေထိုင်မှုပုံစံအတွက်စနစ်လိုပါတယ်ဒါကိုအကျင့်လို့လည်းခေါ်တယ်တေချာတစ်စက်လောက်မှအကျင့်ကောက်တွေပိုပြီးခိုင်မြဲပင်ပိုပြီးကောင်းမတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်